Good morning. Ready to start your day? စင်နေဘာကြောင့်အညံအယံကောင်းလေမင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့မှာတော့ကဘာပေါ်ကအညံအကောင်းဆုံးတရိษံတွေတဲကတစ်မျိုးဖြစ်တဲ့စင်တွေအကြောင်းစိတ်ဝင်စားဖို့ကောင်းတဲ့ပဟုတုတတွေကိုပြောပြသွားမှာပါစင်တွေကိုမမေ့တတ်တဲ့တရိษံလို့လူတွေကပြောကြတာဘာကြောင့်လဲစင်တွေကလူလိုစဉ်းစားနိုင်လားခံစားချက်ရှိလားဒီဗီဒီယိုကိုနောက်ဆုံးထိကြည့်ရင်စင်တွေဘာကြောင့်အညံအယံကောင်းလဲဆိုတာသိသွားပါလိမ့်မယ်ပထမစင်ရက်အုံနှုတ်ကအယမ်းကြီးလေစင်ရက်အုံနှုတ်ဟာမြေပြင်တရိษံတွေထဲမှာအကြီးဆုံးဖြစ်ပြီးအလေးချိန်5ကီလိုဂရမ်လောက်ရှိပါတယ်။အုံနှုတ်ကြီးတဲ့အတွက်စင်တွေဟာမှတ်ဉာဏ်ကောင်းတယ်၊သင်ယူနိုင်တယ်၊ပြဿနာဖြေရှင်းနိုင်တယ်၊စိတ်ခံစားချက်နားလည်နိုင်တယ်။ဒုတိယစင်တွေကမမေ့ဘူး။လူတွေကစင်မမေ့ဘူးလို့ပြောကြလားတကယ်မှန်ပါတယ်။စင်တွေဟာရေရှိတဲ့နေရာတွေကိုနှစ်ပေါင်းများစွာကြာပြီးမှပြန်ရှာတွေ့နိုင်တယ်။မိတ်ဆွေစင်တွေကိုအချိန်ကြာမတွေ့ရလဲပြန်တွေ့ရင်မှတ်မိတယ်။ကိုယ့်ကိုကောင်းကောင်းဆက်ဆံတဲ့လူကိုလည်းမှတ်မိတယ်။ကိုယ့်ကိုအန်ဒီရဲ့ပေးခဲ့တဲ့လူကိုလည်းမမေ့ဘူး။ဒါကြောင့်စင်တွေဟာမှတ်ဉာဏ်အယမ်းကောင်းတဲ့တရိษံတွေပါပဲ။တတိယစင်တွေဟာစဉ်းစားပြီးပြဿနာဖြေရှင်းနိုင်ပါတယ်။စင်တွေဟာကိုယ်တိုင်စဉ်းစားပြီးဖြေရှင်းနိုင်ပါတယ်။အစာကိုလက်မလောက်မရရင်တုပ်ကိုတုံးပြီးဆွဲယူတတ်တယ်။မြင့်မာရှိတဲ့အသီးကိုတုံးနဲ့ချွတ်တတ်တယ်။တကားဖွင့်ပုံတင်ပေးရင်နှုတ်တစ်ခါကိုယ်တိုင်ဖွင့်နိုင်တယ်။ဒါတွေဟာစင်တွေမှာအညံနဲ့စဉ်းစားနိုင်စွမ်းရှိလို့ဖြစ်ပါတယ်။စတုံထက်စင်တွေမှာစိတ်ခံစားချက်ရှိတယ်။စင်တွေဟာလူလိုပဲပျော်တတ်တယ်၊ဝမ်းနည်းတတ်တယ်၊ကြောက်တတ်တယ်၊မေတ္တာထားတတ်တယ်။စင်တကောင်တဲသွားရင်ကြံတဲ့စင်တွေကအနားမှာတိတ်တိတ်နေတတ်တယ်။ကိုယ်ခန္ဓာကိုထိကြည့်တတ်တယ်။အမှတ်အတရထားတတ်တယ်။ဒါဟာစင်တွေမှာစိတ်နဲ့ခံစားချက်ရှိတယ်ဆိုတဲ့သက်သေပါပဲ။ပြင်စမစင်တွေက